တိန်ကတကယ်ပဲလူကောင်းလားဒါမှမဟုတ်ကိုပြန်လှည့်စားနေရလားဒီနေ့တော့ Albert Camus ရဲ့ The Fall ဆိုတဲ့ဝတ္ထုအကြောင်းပြောကြမယ်ဒီဝတ္ထုဟာလူသဘာဝနဲ့ပတ်သက်ပြီးစိတ်မသက်မသာဖြစ်စေရာအခက်ခဲတဲ့မိကုံတစ်ခုကိုရင်ဆိုင်ခိုင်းထားပါတယ်အဲ့ဒီမိကုံကဘာလဲဆိုတော့ကျွန်တော်တို့ကတကယ်ပဲလူကောင်းတွေလားဒါမှမဟုတ်ကိုလူကောင်းပါလို့ယုံကြည်အောင်လှည့်စားနေကြတာလားဆိုတာပါပဲဒီဇလန်ရဲ့ဇလိုက်ကပါရီမျိုးကနာမည်ကြီးရှင်းနေတယောက်ပါအောင်မြင်တယ်ချမ်းသာတယ်လူမှုပတ်ဝန်းကျင်မှာလေးစားခံရတယ်အရေးကြီးဆုံးကသူဟာကိုချင်းတရားမြင့်မားတဲ့သူလို့အခိုင်အမာယုံကြည်ထားတာပါသူဟာလမ်းဘေးကတရောင်းစားတွေကိုကူညီတယ်မျက်မမြင်တွေကိုလမ်းကူးပေးတယ်အားနည်းသူတွေဘက်ကအမြဲရပ်တည်ပေးတယ်သူကိုယ်တိုင်လည်းသူ့ရဲ့အဲ့ဒီလိုကျင်နာတတ်တဲ့ကျင့်ဝတ်ဆောင်ထွေးတတ်တဲ့ဖြစ်တည်မှုပေါ်မှာအရန်ဂုဏ်ယူနေခဲ့သူတယောက်ပေါ့ဒါပေမဲ့ဒီလိုခိုင်မာလာတဲ့သူ့ရဲ့ယုံကြည်ချက်ဟာတညာတဲ့အခိုက်အတန့်လေးတစ်ခုတည်းမှာအစအနမကျပြိုလဲသွားခဲ့ပါတယ်တညမှာသူဟာတရားဘော်ကနေလမ်းလျှောက်လာရင်အမျိုးသမီးတယောက်မြစ်ထဲကိုခုန်ချလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်သူတတိထားမိတယ်ဘာဖြစ်နေတယ်ဆိုတာလဲသူကောင်းကောင်းနားလဲတယ်ဒါပေမဲ့သူဘာမှမလုပ်ခဲ့ပါဘူးကယ်ဖို့လည်းမကြိုးစားဘူးအကူအညီလည်းမတောင်းသူဒီတိုင်းပဲလှည့်ထွက်လာခဲ့ပါတယ်လူအများစုကတော့ဒါကိုကြောက်လို့ဒါမှမဟုတ်ဝေခွဲမရဖြစ်လို့ထင်ကြပါလိမ့်မယ်ဒါပေမဲ့ကမူးကတော့ဒီဖြစ်ဟာကြောက်ရွံ့မှုထက်ပိုတယ်လို့ဆိုခဲ့ပါတယ်ဒါဟာလူတစ်ယောက်ရဲ့ပုံရိပ်စစ်ကိုပြလိုက်တဲ့မှန်တစ်ချက်ပါပဲဒီနေရာမှာဇက်ကောင်ကသူ့ရဲ့အကြီးမားသောပရိပက္ခကိုရင်ဆိုင်ရတော့တာပဲငါဟာလူကောင်းတစ်ယောက်သာမှန်ခဲ့ရင်အဲ့ဒီလိုအတန်းလုပ်နေရတဲ့အချိန်မျိုးမှာငါဘာလို့ဘာမှမလုပ်ခဲ့တာလဲငါကယုံကြည်ထားသမျှတွေကရောဘာတွေလဲဆိုပြီးသူစတွေးမိလာပါတယ်ဒီချိန်ကစပြီးဇလန်းဟာအဖြစ်ပြက်အကြောင်းအရာတွေထက်မိမိကိုယ်ပြန်လဲစမ်းစစ်ခြင်းကိုဥတည်သွားပါတယ်သူအရင်ကလုပ်ခဲ့ဘူးသမျှအလူအတန်းတွေသူတစ်ပေါက်ကိုညီခဲ့တာတွေလူရှိမှပြသခဲ့တဲ့ကျင်နာမှုတွေကိုသူပြန်ကြည့်လိုက်တဲ့အခါမှာအရင်ကလိုခုံယူစရာမဟုတ်တော့ပဲစိတ်ပြက်စရာတွေဖြစ်လာခဲ့ပါတယ်သူသိလိုက်ရတာကသူ့ရဲ့ကောင်းမှုတော်တော်များများဟာအတ္တကင်းစင်တဲ့အပြုအမူတွေမဟုတ်ခဲ့ဘူးဆိုတာပါပဲသူတစ်ပေါက်ကိုညီခဲ့တယ်တကယ်တမ်းကျတော့မိမိကိုယ်ကိုအသာစီးရတယ်လို့ခံစားခြင်းလို့ပါသူကျင်နာပြခဲ့တာတွေကလည်းပတ်ဝန်းကျင်ကအတိအမှတ်ပြုတာခံခြင်းလို့ပါသူကိုချင်းတရားစောင့်တင်ခဲ့တာကလည်းငါကလူကောင်းတစ်ယောက်ပါဆိုတဲ့ပုံရိပ်ကိုစိတ်ထဲမှာရောသူများတွေရှေ့မှာပါတိဆောက်ခြင်းလို့သာဖြစ်နေခဲ့ပါတယ်တနည်းအားဖြင့်သူ့ရဲ့ဇာရိတာဟာသူတစ်ပါးအတွက်မဟုတ်ပဲသူ့ရဲ့အတ္တအတွက်သာဖြစ်နေခဲ့တာပါဒီနေရာမှာကမူးကအရန်လေးတဲ့တသနာတစ်ခုကိုကျွန်တော်ရှေ့မှာချပြလိုက်ပါတယ်အဲ့ဒါကတော့လူတွေဟာတကယ်လူကောင်းဖြစ်ခြင်းနဲ့လူကောင်းလို့မိမိကိုယ်ကိုခံစားရခြင်းကိုမှားယွင်းစွာရောထွေးနေတတ်ကြတာပါပဲတဲ့မိမိကိုယ်ကိုလူကောင်းလို့ခံစားရဖို့ကလွယ်ပါတယ်ချီကျူးစကားတွေဂုဏ်သတင်းတွေဒါမှမဟုတ်ကိုယ်ထက်နှိမ်ပါတဲ့သူတွေနဲ့နှိုင်းယှဉ်လိုက်ရုံနဲ့ရနိုင်ပါတယ်ဒါပေမဲ့တကယ်တမ်းလူကောင်းဖြစ်ဖို့ဆိုတာကတော့ဘယ်သူမှကြည့်မနေတဲ့အချိန်ဘလို့အကျိုးမြတ်မှမရနိုင်တဲ့အချိန်နဲ့ကိုယ်ကျိုးဆွန့်လွတ်မှုတွေလိုအပ်လာတဲ့အချိန်မျိုးမှာပို့ပြီးတော့ခက်ခဲလာပါတယ်ဒီဝတ္ထုရဲ့ဇာတ်လမ်းဟာတကယ်လက်တွေ့စမ်းသပ်မှုနဲ့ကြုံလိုက်ရတဲ့အခါမှာတော့လုံးဝကြားရှုံသွားခဲ့ပါတယ်စိတ်ပညာအရာကြည့်မယ်ဆိုရင်တော့ဒါဟာမိမိကိုယ်ကိုလှည့်စားခြင်း self deception လို့ခေါ်ပါတယ်ကျွန်တော်တို့အားလုံးဟာကိုယ်ယုံကြည်ခြင်းနဲ့ကိုယ့်ရဲ့ ideal version တစ်ခုကိုဖန်တီးတတ်ကြပါတယ်အမှန်တရားကစိတ်နာကျင်စရာကောင်းလို့ကိုယ့်ရဲ့မကောင်းတဲ့လုပ်ရက်တွေကိုစင်ကျင်ပေါင်းစုံနဲ့ဖုံးဖိပြီးအမှားတွေကိုလစ်လျူရှုတတ်ကြပါတယ်ကမူးကလူသားတွေဟာအရေးချုံတွေလို့ဆွဆွဲနေတာမဟုတ်ပါဘူးသူထောက်ပြချင်တာကကျွန်တော်တို့ရဲ့ကိုချင်းတရားဆိုင်ရာဖြစ်တည်မှုကဘလောက်တောင်ထိခိုက်လွယ်တယ်လဲဆိုတာပါပဲဒီဝတ္ထုကို The Fall လို့ခေါ်ရတာဟာဇက်ကောင်ရဲ့လူမျိုးရေးအစိတ်တန်းနှိမ့်ကျသွားတာကိုပြောတာမဟုတ်ပါဘူးဒါဟာ illusion အထင်မှားမှုတွေပြိုလဲသွားတာကိုဆိုလိုတာပါငါဟာလူကောင်းတစ်ယောက်ပါဆိုတဲ့ယုံကြည်ချက်ကနေငါတကယ်ဘာမှမသိသေးပါလားဆိုတဲ့အမှန်တရားတွေကိုပြုတ်ကျသွားတာဖြစ်ပါတယ်ကမူးကကျွန်တော်တို့ရှင်းလင်းတဲ့အဖြစ်တစ်ခုမှမပေးခဲ့ပါဘူးအဲ့ဒီအစားစိန်ခေါ်မှုတစ်ခုပဲပေးခဲ့ပါတယ်ကိုရိုးသားစွာကြည့်ဖို့ကျွန်တော်တို့ရဲ့လုပ်ရက်တိုင်းမှာအတ္တတွေဘလောက်ရောထွေးနေတတ်သလဲဆိုတာကိုအသိအမှတ်ပြုဖို့ပဲဖြစ်ပါတယ်တကယ်ကိုကျင့်တရားဆိုတာငါဟာလူကောင်းပါလို့အခိုင်အမာယုံကြည်နေတာထက်အဲ့ဒီယုံကြည်ချက်ကိုအမြဲတမ်းပြန်လဲမေးခွန်းထုတ်နေတာကနေစတင်တာဖြစ်နိုင်ပါတယ်ဘယ်သူမှမသိတဲ့အချိန်ဘယ်သူမှကြည့်မနေတဲ့အချိန်မျိုးမှာတော့ကိုယုံကြည်တဲ့အမှန်တရားအတိုင်းလှုပ်ဆောင်ဖို့ကြိုးစားတာကမှပိုပြီးစစ်မှန်တဲ့လမ်းစဉ်ဖြစ်ပါတယ်နောက်ဆုံးမှာတော့ The Fall ဟာလူတစ်ယောက်အကြောင်းတွေမဟုတ်ပါဘူးဒါဟာကျွန်တော်တို့အားလုံးအကြောင်းပါဒီဇလန်းကကျွန်တော်တို့ရဲ့ထဲမှာမေခွန်းတစ်ခုကိုအမြဲကြံရည်စေမှာပါငါတို့ကတကယ်ပဲလူကောင်းတွေလားဒါမှမဟုတ်လူကောင်းပါလို့ကိုယုံကြည်အောင်ဖြောင်းပြတဲ့နေရာမှာပဲအရန်တော်နေကြတာ